ပါရှင် Dresser Rhythm မှာ Emonia Program မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့မရှင်မင်းအောင်ရဲ့မိုးရာဒီနဲ့ပတ်သက်တဲ့ခန်းစားချက်လေးကိုဖော်ပြပေးလိုက်ပါတယ်မိုးဆက်လေးတွေတဖွဲဖွဲစညီတဲ့နေ့တနေ့မှာအရာအလုံးကအလိုလိုနှိကွေးသွားတယ်လို့ခံစားရတယ်DVE နဲ့မိုးတန်တူတူချာမှာနေ့စဉ်ဘဝရဲ့အလေလုံးမှုတွေတောင်ခဏတာကျဉ်တက်သွားတတ်တယ်တချို့ခံစားချက်တွေကစကလုံးတွေနဲ့ဖော်ပြဖို့ခက်တယ်လို့တချို့အမတ်တရားတွေကလည်းမိုးရတီရောက်တိုင်းပြန်လည်အသက်ဝင်လာတတ်ကြတယ်။အဲ့လိုအချိန်တွေမှာတချင်းကကောင်းလေးတစ်ပုံနဲ့မိုးတန်လေးပေါက်ဆက်သွားတဲ့အခါစိတ်ကဖြည်းဖြည်းပေါ်ပါလာပါတယ်။မိုးရတဲ့နေတွေဟာယာတီဥတုတစ်ခုပဲမဟုတ်ပါဘူး။ကိုပြန်နားထောင်ဖို့အတွေးတွေကိုဖြည်းဖြည်းချင်းစူးစီးဖို့ပြင်ပမှုတွေကိုခဏတာချထားဖို့အချိန်လေးတစ်ခုလိုဖြစ်နေတတ်ပါတယ်။မိုးဆက်တိုင်းမှာစီးချက်တစ်ခုစီရှိတယ်လို့တချင်းတိုင်းမှာလည်းခန်းစားချက်တစ်ခုစီရှိကြတယ်။တချို့နေတွေမှာတော့အေးချမ်းမှုဆိုတာစကားလုံးတွေအများကြီးမလို့ပဲမိုးတန်တူတူလေးနဲ့တချင်းတိုင်အေးလေးတွေချားမှာပဲရှာတွေ့နိုင်ပါတယ်။ဒီနေ့လည်းမိုးတန်နေနဲ့အတူငြိမ်သက်တဲ့အခိုက်အတန့်လေးတွေကိုခံစားရင်စိတ်ကိုခဏတာအနားပေးလိုက်ပါ။ခေတ္တနာခြင်းပြီးရဲ့တိုးချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ပတ်ဒီကိုအချိန်မှလည်း Dresser Rhythm by Emonia Program အစီအစဉ်လေးကိုစောင့်မျှော်နားဆင်ပေးပါဦးနော်။